မင်းကလေးကချက်ချင်းလုတ်ကော်ဖီမုတ်တစ်ထုပ်ကိုပါဇက်ထဲသွားလိုက်ခဲ့တယ်သူ့ဘေးကယောက်ျားလေးကလည်းချက်ချင်းပဲနှစ်ထုပ်ကိုပါဇက်ထဲထည့်လိုက်တယ်ဒါကိုကြားတာနဲ့မင်းကလေးကယောက်ျားလေးစီကနေပြိုင်ဆိုင်မှုစိတ်ကိုချက်ချင်းခံစားလိုက်ရတယ်အဲ့ဒီအချိန်မှာပဲဆီယာမကသူတို့နှစ်ယောက်ကိုကြောက်တင်ပုံးပေါ်တက်ပြီးပု္ပ္ပာဖြည့်ရှင်းခိုင်းလိုက်တယ်နှစ်ယောက်လုံးကအမြန်ရေးလိုက်ကြတယ်ဒါပေမဲ့မင်းကလေးရဲ့မြေဖြူကရုတ်တရက်ကျိုးသွားတယ်ယောက်ျားလေးကပု္ပ္ပာကိုအရင်ဖြည့်ရှင်းပြီးသွားတယ်ဒါတွေမကသေးပဲသူကမင်းကလေးရဲ့ကြောက်တင်ပုံးအချမ်းမှာအဖြေကိုပါစိတ်ဆိုးဖွယ်ရသဘောနဲ့ရေးသွားတယ်ဒါပေမဲ့သူတို့နှစ်ယောက်ကြားကအချစ်အခြေတီပြိုင်ဆိုင်မှုကဒီကနေမှစတင်ခဲ့တာပါနေ့လယ်စာစားချိန်မှာယောက်ျားလေးကမင်းကလေးငပြောသည့်တလုံးပဲစားနေတာကိုမြင်တော့သူကချက်ချင်းပဲသူ့ပန်းကန်ကိုချပြီးဘာမှမစားဖို့ဆုံးဖြတ်လိုက်တယ်ညဘက်စာကြည့်ကမ်းမှာယောက်ျားလေးကခေါင်းမူးနေပြီဖြစ်လို့ထွက်သွားဖို့ပြင်နေတော့မင်းကလေးအဲ့ဒီမှာတင်စာကြည့်နေသေးတာကိုတွေ့ပြီးအံ့အားသင့်သွားတယ်ဒါကြောင့်သူကသွားပြီးမင်းကလေးရဲ့ဆန့်ကျင်ဘက်မှာထိုင်လိုက်တယ်ဒီနီးနဲ့သူ့ထက်တာဖို့စိတ်ပိုင်းဖြတ်လိုက်တဲ့နှစ်ယောက်လုံးကမနက်ထီတောင်အတူတူစာကြည့်ကြတယ်မနက်ကျတော့ယောက်ျားလေးကမျက်ကွင်းညိုတွေနဲ့စာတင်ခန်းကိုရောက်လာတယ်မင်းကလေးကပုံမှန်အတိုင်းလမ်းဆက်နေတာကိုပဲတွေ့ရတယ်သူကစိတ်ပြတ်သွားတယ်ဒါပေမဲ့စာပြီးတဲ့အခါမင်းကလေးကချက်ချင်းပဲသတိလစ်လဲကျသွားတယ်ယောက်ျားလေးကလည်းချက်ချင်းပဲသူ့အပြီးမှာလဲကျသွားတယ်ဒါတော့မှယောက်ျားလေးကကျေနပ်နေသေးတယ်ဘာကြောင့်လဲဆိုတော့သတိလစ်တဲ့အခါမှာသူကဒုတိယကြမှာသတိလစ်တာကြောင့်ပါသူကဒီတိုင်ပွဲပြီးဆုံးသွားပြီလို့ထင်ခဲ့တယ်ဒါပေမဲ့စေကမ်းမှာနိုးလာတဲ့အခါသူနဲ့ကက်လျက်စေကူတင်မှာမင်းကလေးစာကြည့်နေသေးတာကိုတွေ့လိုက်ရတယ်သူ့ရဲ့ပြိုင်ဆိုင်လိုစိတ်တွေချက်ချင်းပြန်လောင်ကျွမ်းလာတယ်ပြီးတော့သူမနဲ့ဆက်ပြိုင်ဖို့အသင့်ပြင်လိုက်တယ်ဒီပြိုင်ဆိုင်မှုတွေကြားထဲမှာပဲသူတို့နှစ်ယောက်ဟာတဖြည်းဖြည်းချစ်ကြိုက်လာကြတယ်ကျောင်းပြောင်းလာတဲ့လေဂျက်ဆန်ဟာကျောင်းထဲမှာလူဆိုးကြီးလို့တိကျတဲ့သူရဲ့ထိုင်ကုန်မှာမတိပဲထိုင်မိလိုက်တယ်သူ့နေရာမှာအခြားသူထိုင်နေတာကိုမြင်တဲ့လူဆိုးကကြမ်းကြမ်းတမ်းတမ်းထွက်သွားဖို့ပြောလိုက်တယ်ကျောင်းဝင်ခွင့်ရဖို့အားထုတ်ခဲ့ရတဲ့ဂျက်ဆန်ဟာပြဿနာမဖြစ်ချင်တဲ့အတွက်ယဉ်ကျေးစွာနဲ့တောင်းပန်လိုက်တယ်ဒါပေမဲ့လူဆိုးကသူ့ကိုအားနွဲ့တယ်ထင်ပြီးပတ်စံတောင်းတယ်ဂျက်ဆန်ကငွေစက်ကူအနှဲငယ်ထုတ်ပေးလိုက်ပေမဲ့လူဆိုးကလက်နဲ့ယူဖို့ရောက်လာတဲ့အချိန်ရုတ်တရက်ငွေကိုပြန်ဆွဲယူကနောက်ထပ်မနှောက်ယှက်နဲ့လူပြောလိုက်တယ်လူဆိုးကတပတ်ကိုဂုံကြောခအဖြစ်ဒေါ်လာ100သူညပေးဖို့တောင်းဆိုပြီးမပေးရင်ခန္ဓာကိုယ်ကိုအကျွေးစာခံထားရမယ်လို့ချင်းချောက်တယ်ဂျက်ဆန်ကငွေကိုပြန်သိမ်းပြီးငြိမ်ငြိမ်လေးနဲ့ပဲသူ့ကိုကြည့်နေလိုက်တယ်လူဆိုးကရိုက်ဖို့ကြိုးစားတဲ့အခါဂျက်ဆန်ကလှုပ်ရှားမှုတိုင်းကိုလွယ်လွယ်ကူကူရှောင်ရှားနိုင်ခဲ့ပြီးလူဆိုးကသူ့ရဲ့ကော်လာကိုဆွဲကြတော့တောင်ဂျက်ဆန်ကသူ့ကိုတွန်းချလိုက်တယ်ဂျက်ဆန်ကပြဿနာမဖြစ်ချင်ဘူးလို့ဆိုပေမဲ့လူဆိုးကဂုံငယ်ကျသွားတယ်လို့ခံစားရပြီးထပ်တိုက်ခိုက်တယ်ဒါပေမဲ့ထပ်မံတိုက်ခိုက်ဖို့ကြိုးစားတဲ့အချိန်မှာအတန်းပိုင်ဆရာမကြီးရောက်လာတော့လူဆိုးမှာအခုချိန်အတွက်တော့ရက်တန့်ဖို့သာရွေးချယ်စရာရှိတယ်သူမသိလိုက်တာကဂျက်ဆန်ဟာအကြမ်းဖက်မှုနဲ့နာမည်ဆိုးရှိတဲ့ကျောင်းကလာတယ်ဆိုတာပါပဲအဲ့ဒီကျောင်းမှာကျောင်းအုပ်ကြီးကကျောင်းသားတွေကိုယာတုအတွက်တိုက်ခိုက်ဖို့တောင်အားပေးပြီးတကျောင်းလုံးကိုစိုးမိုးနိုင်တဲ့သူမှသာကျောင်းပြောင်းခွင့်ရတယ်ကျောင်းပြီးတဲ့နောက်လူဆိုးကဂျက်ဆန်နောက်ကိုလိုက်လာတယ်ဂျက်ဆန်ကသူတို့ကိုလမ်းစုံလမ်းခွတနေရာကိုခေါ်သွားပြီးလူဆိုးကလက်လျှော့မယ်လို့မျှော်လင့်ခဲ့တယ်ဒါပေမဲ့လူဆိုးကသူ့ဂုံတိတ်ခါကိုပြန်လည်ရယူဖို့ဆုံးဖြတ်ထားတယ်ဂျက်ဆန်ရဲ့စစ်မှန်တဲ့ချင်းချောက်မှုကိုလုံးဝမသိလိုက်ကြဘူးဂျက်ဆန်ကနောက်ဆုံးသတိပေးချက်ပေးလိုက်တယ်နောက်ထပ်ယောက်ျားလေးတစ်ယောက်ကသူ့စီကိုပြေးဝင်လာပေမဲ့စက္ကန့်ပိုင်းအတွင်းမှာပဲလဲကျသွားတယ်ရိုင်းနှက်မှုအနှဲငယ်ကိုတော့မခံနိုင်တဲ့သူဖြစ်နေပေမဲ့လူဆိုးကလက်မလျှော့သေးဘူးဒါပေမဲ့ဂျက်ဆန်ကသူ့ကိုလက်သီးတစ်ချက်ထဲနဲ့ပဲကျမ်းပြင်ပေါ်လဲကျသွားအောင်လုပ်လိုက်တယ်လူဆိုးနှစ်ယောက်စလုံးကိုအားထုတ်မှုမရှိပဲချေမုန်းလိုက်နိုင်ပြီးဂျက်ဆန်ဟာအေးဆေးတည်ငြိမ်စွာနဲ့ထွက်ခွာသွားတာကိုပဲကြည့်နေရတော့တယ်ကလေးလေးကအိမ်ပြန်ရောက်တိုင်းတော့ကိုအလျားလိုက်ထိုးသွင်းပြီးတကားဖွင့်တာအကျင့်မှနေခဲ့တယ်ဒါပေမဲ့ဒီနေ့တော့ပေါက်ကဒေါင်းလိုက်ဖြစ်နေတာရုတ်တရက်သဘောပေါက်သွားတယ်အရန်တော့ကိုရဲစခန်းမှာတင်ထားတယ်ဆိုတာတတိယလိုက်တဲ့အခါသူ့အိမ်ထဲကိုရဲတွေဝင်နေကြတာသိလိုက်ရတယ်ဒါကြောင့်သူဟာတမင်တကာလက်ကင်ကိုဆွဲကျွတ်လုပ်ပြီးအတန်မြအောင်လုပ်လိုက်တယ်အတွင်းကလူတွေမြန်ပုံးရှောင်သွားအောင်တတိပေးလိုက်တာပါအိမ်တွင်းကိုဝင်ပြီးတာနဲ့ပြတင်းပေါက်အပြင်ဘက်မှာပုံးနေတဲ့ရဲရရှိကိုချက်ချင်းတတိထားမိလိုက်တယ်သူကချက်ချင်းကြားကကိုဆွဲချလိုက်ပေမဲ့တဘာဝအလျောက်တန်တရားထားတတ်တဲ့ရာဇဝတ်သားကတခုခုမူးမမှန်တာကိုခံစားမိလိုက်တယ်ရာဇဝတ်သားပြတင်းပေါက်စီလာနေတာကိုမြင်တော့တာချက်ချင်းစိုးရိမ်သွားတယ်ဒါပေမဲ့ခဏနေတော့ရာဇဝတ်သားကသူ့လက်ပင်မှာအလင်းလက်နေတဲ့နက်ကတ်ကိုတတိထားမိလိုက်တယ်ဓမ္မရွေးစရာမရှိတော့ပဲရဲနဲ့ဖုန်းဆက်သွယ်မှုကိုအမြန်ဖြတ်လိုက်ရတယ်ရာဇဝတ်သားကနက်ကတ်ကိုချွတ်တဲ့အခါတာချက်ချင်းတချင်းဖွင့်ပြလိုက်တယ်ဒါပေမဲ့ရာဇဝတ်သားရဲ့တန်တရားကတော့မပြေလည်သေးဘူးသူကထားရဲ့ဖုန်းခေါ်ဆိုမှုမှတ်တမ်းကိုစစ်ဆေးခြင်းတဲ့အတွက်အရေးပေါ်အခြေအနေမှာတော့မှသူ့ဖုန်းထဲကအခြားစနစ်တစ်ခုကိုဖွင့်ရန်လုပ်လိုက်ရတယ်ဒီလိုနည်းနဲ့ရာဇဝတ်သားရဲ့တန်တရားကိုမဖြစ်အောင်ရှောင်ရှားနိုင်ခဲ့တယ်ဒီနောက်ရာဇဝတ်သားရှိကိုရောက်သွားတဲ့အခါသူကသူ့လက်ထဲကတစ်သားကိုလှမ်းလိုက်ပြီးအောက်ခြေမှာပုံးခိုထားတဲ့နက်ကတ်ကိုဖယ်ရှားလိုက်တယ်ဒီနောက်ထောင်ကမျက်စိစည်းတဲ့အခါနက်ကတ်ကိုသူ့နားထဲထည့်လိုက်တယ်ဒီလိုနည်းနဲ့ရာဇဝတ်သားမသိလိုက်ပဲရဲနဲ့ပြန်ဆက်သွယ်နိုင်ခဲ့တယ်ဒါပေမဲ့မျှော်လင့်မထားတာကသူတို့တွေရာဇဝတ်သားရဲ့ဌာနချုပ်အဆောက်အဦတွေကိုဝင်ကြတဲ့အခါအလုံးစုံကိုခန္ဓာရှာဖွေစစ်ဆေးမှုခံရတော့ထောင်ချက်ချင်းစိတ်ထဲတင်းကျပ်သွားတယ်ဒါပေမဲ့ဘလို့တုတ်ပြန်ရမလဲမသိချိန်မှာပဲရုတ်တရက်အချက်ပေးတန်ကြားလိုက်ရတယ်